ကျမတို့အထိုင်များလို့ပဲဖြစ်ဖြစ်လှုပ်ရှားမှုနည်းလို့ပဲဖြစ်ဖြစ်ပေါ့နော်ခါအုပ်ပိုင်းအကျော်တွေညောင်းနေတယ်ဆိုလို့ရှိရင်ခုပြပြီးဒီလေးချိန်ကန်လေးလိုက်လုပ်လိုက်ပေါ့နော်နယံလေးကိုလက်ကကိုင်းခြေထောက်လေးကိုလွှဲပေးပါဒါလေးကိုပဲ20ည20ကို4ကြောလောက်လွှဲပေးပေါ့နော်ခဲကွာ30နိုင်လဲ30ကို4ကြောလောက်လွှဲပေါ့နော်ပြီးပြီဆိုလို့ရှိရင်เนาะဒူကောင်းလေးကိုပဲညာလေးကွေးပေးပဲကိုယ့်ရဲ့လက်လေးကိုလာထိပေးပေါ့နော်ကိုရတဲ့လောက်လေးထိဒါကိုလည်းပဲညာကိုတစ်လို့မှတ်ပြီးတော့အကျိန်20ကို3ကြော4ကြောလောက်လုပ်ပေးပါโอเคနောက်တစ်မျိုးကကြောင့်ခြေထောက်ကိုပဲညာလေးအကွေးဆန်နဲ့ဖိချမယ်ပေါ့နော်ခြေဖနောက်လေးကိုနင်းချပြီးဒါလေးကို10မိနစ်ကို3-4ကောက်လုပ်လို့ရတယ်ဒီလားအဲ့ဒါဒီခြေသလုံးကြောခြေတစ်ကောက်ခွက်ကြောတွေညောင်းနေတာတွေတက်တာโอเคနောက်တစ်မျိုးကခြေပြားလေးမာလိုက်ချလိုက်မာလိုက်ချလိုက်ပေါ့နော်ဟွာကေမထိန်နိုင်ဆိုရင်နံရံလေးကိုကင်ပြီးတော့မာချလေးလို့ဒါလေးကိုအကျိန်20လောက်လို့โอเคနောက်ဆုံးကကြတော့လက်နှစ်ဖက်ချိတ်ပြီးအပေါ်ကိုခံနိုင်တော့သဆုံးဆန့်ထုတ်လိုက်ကြောရီလုံးဝတီးနေတာပြီးအောက်ကိုကုန်းချလိုက်မယ်အဲ့တိုင်းလေးကို2ခေါက်3ခေါက်လောက်လုပ်ပေးလိုက်ပေါ့နော်ဒါလေးတွေကိုနေ့တိုင်းလေ့ကျင့်ပေးလို့ရပါတယ်နော်တတား